မင်္ဂလာပါရှင်အာယူ International စီယုံကြီးရဲ့ရိုးကျော်ဆိုင်ရာကျန်းမာရေးဘူးတူတာတွေမျှဝေပေးတဲ့အစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ပထမပိုင်းလေးမှာတော့အယူကြီးပေါင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရုပ်ဘယောဂနဲ့ပတ်သက်တဲ့ဆောင်ရွက်အကြောင်းအရာလေးတွေကိုမျှဝေပေးခဲ့ပြီးပဲဖြစ်ပါတယ်ဒီဒုတိယပိုင်းလေးမှာတော့ဒီအရေးပေါ်အခြေအနေလို့သတ်မှတ်ပြီးတော့ကုသရတဲ့အယူစစ်ယောဂရဲ့အကြောင်းကိုဆက်လက်ဆွေးနွေးပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒီကနေ့အစီအစဉ်လေးမှာတော့ဝင်ရောက်ဆွေးနွေးပေးဖို့အတွက်အာယူ International စီယုံကြီးရဲ့အယူအကျော်ဆိုင်ရာခွဲစိတ်တူဘူးဆရာဝန်ကြီးပါမောက္ခဒေါက်တာရှိကျော်ဦးကိုထပ်မံဖိတ်ခေါ်ပေးထားပါတယ်ရှင်။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာဟုတ်။ဒီကနေ့ခေါင်းစဉ်လေးရပါတော့ဒီစိတ်ဝင်စားမှုလည်းကောင်းတယ်။ရေပေါ်အခြေအနေနဲ့သတ်မှတ်ပြီးတော့ကုသရတဲ့အယူစစ်ယောဂလေးတွေအကြောင်းဆိုတော့လေဆရာအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လေဆရာအနေနဲ့ဆွေးနွေးမျှဝေပေးပါအောင်ရှင်။ဟုတ်။ဆရာမပြောစရာတွေအများကြီးရှိပါတယ်။အရေးပေါ်အခြေအနေဆိုတာဆရာဝန်တိုင်းအတွက်ပေါ့နော်ကြုံတွေ့ရတဲ့ emergency အခြေအနေလူတိုင်းမှာရှိပါတယ်အဲ့တော့ဆရာတို့အယိုးဆရာဝန်တွေမှာလည်းဒီလိုအရေးပေါ်အခြေအနေသတ်မှတ်ပြီးတော့ကုသရတဲ့ယောဂတွေရှိတာပေါ့နေ့စဉ်နေ့မျှလည်းဒီလိုလူနာတွေကိုဆရာတို့လက်ခံကုသပေးနေရတယ်အဲ့တော့ဘယ်လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်အရေးပေါ်အခြေအနေသတ်မှတ်ပြီးတော့ကုသရလဲဆိုတာဆရာနည်းနည်းလောက်ရှင်းပြခြင်းတယ်အဲ့တော့ဟာကြတော့လူနာတယောက်ကမကြမ်းပါဘူးပေါ့ထိခိုက်ဒဏ်ရာရတယ်ဒါမှမဟုတ်လို့ရှိရင်ဖျားတယ်နားတယ်ပေါ့ဖြစ်လာတဲ့အချိန်ကြာလို့ရှိရင်ယောဂနာမည်ကိုသေဆက်တာတတ်နိုင်ဖို့လိုတယ် diagnosis ရရမယ်ပေါ့ဥပမာဖြင့်ဆေးမတက်ဘူးပေါ့နော်လူနာတယောက်က short ရသွားတယ်ပေါ့ဒီ short ရသွားတဲ့အချိန်ဒီမှာလူနာကိုမြင်မြန်ကောင်းအောင်ဆရာတို့လုပ်ပေးဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ခဏနေကြရင်သွေးပေါင်ကျပြီးတတိလစ်သွားတဲ့အချိန်မှဆိုရင်ဆရာတို့လုပ်ဖို့အတွက်ခက်သွားမှာပေါ့အဲ့လိုမျိုးပဲဆရာတို့အယိုးအစစ်ပညာမှာလဲပေါ့နော်အရေးပေါ်အချိန်တတ်မှတ်ရတဲ့ orthopedic emergency ဆိုတာရှိတယ်အယိုးအစစ်နေနဲ့ပတ်သက်ပြီးလို့ရှိရင်ထိအောင်မဲ့ကုသမှုကိုမြန်မြန်ယူရမယ်ယောဂနာမည်ကိုသေချာတက်ပြီးတော့တင့်တော်သလိုကုသရမယ်ပေါ့နော်အဲ့တော့ခါကျတော့ဆရာအနေနဲ့ကယောဂနှစ်ခုသုံးခုလောက်ပေါ့နော်ဟုတ်ကဲ့ဆရာအတွေ့အကြုံနဲ့ရှင်းပြခြင်းတယ်ဟုတ်တစ်ကနံပါတ်1ကဘာလဲဆိုရင်အယိုးအစစ်ကိုပိုးဝင်တဲ့အခြေအနေပေါ့ဟုတ်ကဲ့ဥပမာဖြင့်ဆရာစီကို15နှစ်ပေါ့နော်မျိုးသမီးလေးတယောက်ရောက်လာတယ်ကလေးမလေးတယောက်ရောက်လာတယ်သူဟာအိမ်မှာတစ်ပတ်လောက်တော်တော်ဖျားလိုက်တယ်ဖျားလိုက်ပြီးတော့သူ့အနေနဲ့ကပေါင်ထိတ်ကဓာနာနေတဲ့အတွက်လမ်းမလျှောက်နိုင်ဘူးအဲ့ဒီအချိန်မှာစီးကန်းတော့သူပြရတယ်ပေါ့နော်ဒါပေမဲ့ဓာတ်မှန်နေလည်းရိုက်တယ်ပေါ့ဒါပေမဲ့သူကအိမ်မှာပဲနေပြီးတော့သူကကုလိုက်တယ်အဲ့တော့3ဘက်လောက်ကြာတဲ့အချိန်ရောက်တော့ခါကျတော့တဆင့်ညှို့ဆိုမှုအရာပေါ့နော်ဆရာရဲ့စီးကန်းကိုရောက်လာတဲ့အချိန်မှာစေယုံကိုရောက်လာတဲ့အချိန်မှာဆရာကသူ့ကိုကြည့်တဲ့အခါကျတော့ပေါင်ထိတ်ကတော်တော်နာနေတယ်လမ်းလျှောက်တဲ့အခါမှာထုံနေဖြစ်နေတယ်အဲဒီကြတော့အဲ့လိုအခြေအနေမျိုးရောက်သွားပြီဆိုလို့ရှိရင်ဆရာတို့က3ဘက်တောင်ကြာသွားတဲ့အခါကျတော့ဆရာတို့ကသူ့ကိုပြန်မကောင်းမှစိုးရိမ်တယ်ပေါ့ဟုတ်ကဲ့စိုးရိမ်တယ်အဲ့တော့ခါကျတော့ရာဇဝင်ကိုအသေးချာမင်းကြည့်လိုက်တဲ့အခါကျတော့တော်တော်ဖျားခဲ့တယ်ဒီပေါင်ထိတ်ကအထီကိုမခံနိုင်ဘူးအဲ့လိုတော့တကယ်တမ်းတော့မရအောင်သူနာခဲ့တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာဆိုလို့ရှိရင် septic arthritis လို့ဆရာတို့ကယောဂနာမည်တက်တယ်အဲ့တော့ပေါင်ထိတ်ရဲ့အစစ်ကိုပိုးဝင်သွားတယ်ပေါ့နော်အဲ့တော့မိန်းကလေးတယောက်ဖြစ်တယ်လှလေးဒီကလေးမလေးထုံနေဆရာတို့ကဖြစ်သွားမှာမလိုချင်ဘူးပေါ့နော်အဲ့ဒါခါကျတော့ဖြစ်ပြီးဆိုလို့ရှိရင်ဆရာတို့ကဓာတ်မှန်ရိုက်ကြည့်မယ်လိုအပ်တဲ့သွေးစစ်မှုတွေလုပ်မယ်ယောဂနာမည်ကို septic arthritis ပေါ့နော်ပေါင်ထိတ်ရိုးအစစ်ကိုပိုးဝင်တဲ့ယောဂနာမည်တက်မယ်ဆေးရုံတင်မယ်ပြီးတော့ခါကျတော့ထိရောက်တဲ့ပဋိစီဝါဆေးတွေပေါ့ antibiotics ကိုပေးမယ်ပြီးလို့ရှိရင်လိုအပ်ရင်ခွဲစိတ်ခန်းကိုဝင်ပြီးတော့ခါကျတော့ခွဲစိတ်မှုကိုလုပ်မယ်ပေါ့အဲ့ဒါခါကျတော့အယိုးအစစ်ကိုပိုးဝင်တယ်ဆိုလို့ရှိရင်သူကအရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီပိုးဝင်နေရနေပြီးတော့ခါကျတော့သွေးစိတ်တက်မှာကိုလည်းဆရာတို့စိတ်ပူတယ်ပြီးတော့ခါကျတော့နောက်ပိုင်းထုံနေဖြစ်သွားပြီးတော့ခါကျတော့တက်လို့မလှမပနဲ့လမ်းလျှောက်နေမှာကိုဆရာတို့မလိုချင်ဘူးပေါ့နော်။အဲ့တော့ခါကျတော့အဲ့ဒါနံပါတ်1ပေါ့ဆရာဦးစားပေးပြောချင်တဲ့ယောဂပေါ့နော်အဲ့လိုပဲအလားတူပဲအမျိုးသမီးတစ်ယောက်ပေါ့နော်ခါနာနေဆိုပြီးတော့ပြနေတာရှိတယ်အဲ့တော့သူကခါနာနေတယ်ဆိုတာကသူတစ်လနှစ်လသူကြာနေပြီအဲ့တော့ခါနာတာလည်းမထူးဆန်းတဲ့အတွက်သူနာတာအရေးမကြီးဘူးပေါ့နော်ဒါပေမဲ့အရေးကြီးတဲ့အခြေအနေတစ်နေ့ကိုရောက်လာတယ်အဲ့ဒီကတော့သူကစီးသွားလို့မရတော့ဘူးဆိုတော့သူမှအခက်အခဲစဖြစ်နေပြီအဲ့တော့ပေါင်ချားထဲမှာလည်းပေါ့နော်ပေါင်ချံမှာပေါ့ပေါင်ဆုပ်ကိုပတ်တယ်မှာလည်းထုံနေတယ်သူထိလို့ထိမယ်မသိဘူးအဲ့တော့ဝင်းသွားမယ်ဆိုလို့ရှိရင်လည်းသူကမထိနိုင်ဘူးအမှန်ပဲဆိုရင်ဆရာတို့ကစီးသွားခြင်းနဲ့ဆိုလို့ရှိရင် toilet ပေါ့အိမ်သာကိုသွားမယ်စီးသွားမယ်နော်ဝင်းသွားခြင်းနဲ့ဆိုလို့ရှိရင်လည်းဆရာတို့
အောင်ထားခြင်းနဲ့မသွားခြင်းသေးဘူးဆိုလို့ရှိရင်သူထားလို့ရမှာပေါ့အဲ့လိုထုံကျင်ပြီးတော့အာရုံကြောကိုပြီးသွားတဲ့အခြေအနေပေါ့နော် Cora equina syndrome လို့ခေါ်တယ်အဲ့အခြေအနေမျိုးရောက်သွားပြီဆိုလို့ရှိရင်ဆရာတို့က orthopedic emergency ပေါ့ရေးဖို့ကုသရမယ်အခြေအနေကိုရောက်သွားပြီအဲ့ဒီအတွက်ဆရာတို့ကအဲ့ဒီဟာကိုလည်းသူထိရောက်တဲ့ကုသမှုပေါ့နော်လိုအပ်လို့ရှိရင်ခွဲစိတ်ကုသမှုလိုတဲ့အခြေအနေကိုရောက်သွားပြီအဲ့တော့ရေရှည်ကြီးပေါ့နော်ဒီလိုမျိုးစီးတွေထိန်းလို့တွားလို့မရဘူးဝင်းတွေထိန်းလို့မရဘူးထုံချင်းနဲ့ဖြစ်နေတဲ့အခြေအနေကိုကာကွယ်ကုသဖို့ပေါ့နော်လိုအပ်တယ်လို့အလေးထားပြီးပြောချင်တယ်နောက်ထပ်လူနာတစ်ယောက်ရှိသေးတယ်နံပါတ်3ပေါ့နော်ဒီရက်ပိုင်းမှာပဲတိုက်ဆိုင်အခုလိုမျိုးပေါ့နော်အရေးပေါ်အခြေအနေတွေကိုဆရာကြုံနေရတာပေါ့ဒါပေမဲ့ရှားချီရောက်တဲ့ခါကျတော့အခုတွေ့တဲ့လူနာ3ယောက်လောက်နည်းလေးနောက်ကျသလားလို့ပေါ့နော်နံပါတ်3ပတ်နေမှာဆရာကုသရတဲ့အခါကျတော့အဲ့တော့ဒီလူနာတစ်ယောက်ကလည်းဗာလဲဆိုရင်အသက်50လောက်အမျိုးသမီးတစ်ယောက်ပေါ့သူကချော်လဲတယ်လက်ထောက်ပြီးလဲသွားတယ်သူ့အနေနဲ့ကဘာအယိုးမှမကြိုးသွားရှာပါဘူးဒါပေမဲ့သူ့အစ်စ်ကတော်တော်နာသွားတယ်တောင်စစ်ပေါ့အစ်စ်ကတော်တော်နာသွားတယ်တကယ်တမ်းတော့ဆရာတွေ့တဲ့အချိန်မှာဓာတ်မှန်ရေးကြည့်တဲ့အခါကျတော့ elbow dislocation လို့ခေါ်တဲ့တောင်စစ်ကပြုတ်ထွက်နေတယ်အဲ့တော့တောင်စစ်ကချော်လဲတဲ့အချိန်မှာပြုတ်ထွက်သွားနိုင်တယ်လက်ထောက်တဲ့အတွက်ဒီထောက်မိတဲ့အရှိန်ကြောင့်ပေါ့နော်ပြုတ်သွားတယ်ပြုတ်သွားလို့ရှိရင်အစ်စ်တစ်ခုပြုတ်သွားပြီဆိုလို့ရှိရင်အစ်စ်ရဲ့ပတ်လက်မှာရှိတဲ့သွေးကြောတွေအာရုံကြောတွေသူကထိခိုက်တယ်ပေါ့နော်အစ်စ်အိမ်လို့ခေါ်တဲ့ဒီ joint capsule ကလည်းထိခိုက်သွားတယ်အဲ့တော့ခါကျတော့ဒီအစ်စ်ပြုတ်နေတဲ့ဟာကျတော့တားနာပါတယ်တကယ်တမ်းတော့လေထားလို့မရအောင်အဲ့တော့အမြန်ဆုံးသူ့နေရာသူပြန်ရောက်အောင်ပြန်ပြီးတော့reduction ပေါ့နော်ပြန်ပြီးတော့ထားပေးဖို့လိုတယ်အဲ့တော့ဒီအခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းဆရာတို့က emergency လို့သတ်မှတ်တယ်ပေါ့နော်အစ်စ်တစ်ခုပြုတ်သွားတယ်ဘေးမှာရှိတဲ့သွေးကြောတွေအာရုံကြောတွေကိုထိခိုက်တယ်အဲ့တော့မြန်တက်မလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင်ဒီအစ်စ်ကလည်းတက်တာလုံးအတွက်နာကျင်မှုကိုဖြစ်သွားစေမယ်ပေါ့နော်မလိုအပ်ဘဲနဲ့အလွယ်တကူအစ်စ်ကိုပြန်ထည့်ရမယ်အခြေအနေကနေပြီးတော့ခွဲစိတ်ကုသရတဲ့အခြေအနေကိုရောက်သွားနိုင်တယ်ပေါ့အဲ့တော့ခါကျတော့ orthopedic emergency ပေါ့လေအရေးပေါ်ကုသဖို့လိုအပ်တဲ့ရိုးအစ်စ်ယောဂအကြောင်းပေါ့ဆရာဒီရက်ပိုင်းမှာတွေ့ကြုံရတဲ့လူနာလေးတွေအကြောင်းရှင်းပြတာပေါ့ဒီဟုတ်ကဲ့ပါဆရာဟုတ်အခုလိုမျိုးဆရာမျှဝေပေးလိုက်တော့မှာပေါ့နော်ဒီလိုမျိုးခါနာတာတွေတနေရာမှာဒီအစစ်အမြစ်တွေမှာပေါ့နော်အဲ့လိုမျိုးရရှိနာနေတာတွေကဒီလိုမျိုးပြစ်ထားလိုက်လို့မကောင်းဆိုတာကိုပေါ့နော်ပို့ပြီးတော့တတိထားမိသွားပါတယ်ဆရာဟုတ်အခုလိုမျိုးမျှဝေပေးရဆရာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဆရာကလည်းအယိုးအစစ်နဲ့ပတ်သက်ပြီးတော့ဒီအရေးပေါ်အခြေအနေရလို့ရှိရင်ထိရောက်တဲ့ကုသမှုပေါ့နော်ရရှိဖို့အတွက်အကြံဉာဏ်ပေးချင်တာပေါ့အဲ့တော့နားလည်တက်ကြွတဲ့ဆရာဝန်ဆရာမကိုကြားရမယ်စေယုံစေကန်းကိုတွားရမယ်လိုအပ်လို့ရှိရင်ဓာတ်မှန်ရရမယ်သွေးစစ်ရမယ်ပြီးလို့ရှိရင်လိုအပ်လို့ရှိရင်စေယုံစေကန်းစေယုံတက်ပြီးတော့ကုသမှုခံယူသင့်တယ်ပေါ့ဟုတ်ကဲ့တပတ်10ရက်ပေါ့လေအစင်းမီတို့နဲ့ကုသနေတာတို့နှိပ်တာတို့ချက်စီးထားတာတို့မလုပ်သင့်ပါဘူးလို့အရင်ပေးပြီးတဲ့ခါကျတော့လေနေ့စဉ်နဲ့များကြုံတွေ့လာတဲ့အန်ရီတွေကိုကင်းပါစေလို့လူနာတွေကိုအကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါရှင်ဆရာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါခုဆိုလို့ရှိရင်တော့ဒီအယိုးကျိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘုသူတတွေကိုအပိုင်း1အနေနဲ့ရောအပိုင်း2အနေနဲ့ရောပြည့်စုံစုံနဲ့စီစဉ်တင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ရှင်နောက်ထပ်တွေမှာလည်း IU International ဆေးရုံကြီးကနေပြီးတော့အခုလိုမျိုးဘုသူတရပွဲကျန်းမာရေးအစီအစဉ်ကောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ IU International ဆေးရုံကြီးရဲ့ Official Facebook Page YouTube Channel နဲ့ TikTok Channel တွေမှာလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်လို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်